အားလုံးပဲမင်္ဂလာပါ NZ Entertainment ကနေကြိုဆိုလိုက်ပါတယ်ပရလောကနဲ့ဆိုင်တဲ့ကိုတွေ့ဖြစ်ရမှန်ဇလန်းနဲ့အခြားသောပရလောကနဲ့ဝိညာဉ်များဆိုင်ရာအကြောင်းအရာများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင် like and follow လေးလုပ်ပြီးခဲ့ကြပါဦးเนาะကဲစလိုက်အောင်ဒေါက်တာတန်းထွန်းသည်ရှေးအောင်ပစ္စည်းများကိုစုဆောင်းရခြင်းသည်သူ၏ဘဝတက်တန်းတစ်လျှောက်လုံး၏အမွေအနှစ်ဟုခံယူထားသူဖြစ်သည်သူ၏အိမ်ကြီးသည်ရှေးအောင်ပစ္စည်းများဖြင့်ပြည့်နှက်နေပြီးအိမ်တိုင်းလူလူတွင်သမိုင်းဝင်ရုပ်ထုများပကြီးကားများချိတ်ဆွဲထားသည်သို့သောသူ၏အိမ်လျှို့ဝှက်ခန်းမှမူသူ၏အဖိုးတန်သောပစ္စည်းများကိုတင်ဆက်ထားရာနေရာလည်းရှိသည်ဒီနေ့တွင်သူသည်ကျေးလက်ဒေသရှိရှေးအောင်ဈေးတစ်ခုမှမှန်ဟောင်းတစ်ချက်ကိုဝယ်ယူလာခဲ့သည်မှန်ချက်သည်ကြေးဝါပေါင်းဖြင့်ခြေတထားပြီးမှန်မျက်နှာပြင်မှာအနှဲငယ်မြူဆိုင်တွေကဘေးပလဲတွင်ရှေးအောင်အခရာများရေးထွင်းထားသည်ရောင်းသူကအီမန်သည်မကောင်းသောအတိတ်နမိတ်ရှိသည်ဟုဒေသခံများကယုံကြည်ကြောင်းဒေါက်တာတန်းထွန်းကိုပြောသည်ဒေါက်တာတန်းထွန်းကဂယုမဆိုင်ပဲယဉ်ကျေးမှုအမွေနှင့်တစ်ခုခုသာမှတ်ယူကာဝယ်ယူသွားပါတော့သည်နောက်တစ်နေ့ညမှာညနေချိန်ဒေါက်တာတန်းတို့သည်လျှို့ဝှက်ခန်းတွင်၌မှန်ဟောင်းကိုတန်ရှင်းလုပ်နေသည်လူတစ်ယောက်၏ပုံရိပ်တံကိုမှန်သေးတွင်တွေ့မြင်လိုက်ရတော့သည်သူသည်လှည့်ကြည့်တော့လဲနောက်ွယ်တွင်ဘသူမျှမရှိပေထိုအခါမှစ၏သူသည်စူးစမ်းကျင်စိတ်ဖြစ်ပေါ်လာသည်အီမန်ကြီးသည်ညစဉ်ညတိုင်းည7 နာရီကျော်လျင်မှန်သေးမှပုံရိပ်တံသည်ပုံရိပ်ရှင်းလင်းစွာပေါ်လာတတ်သည်ထိုရိပ်သည်အမျိုးသမီးတို့၏ပုံရိပ်ဖြစ်ပြီးမှန်ထဲတွင်မျက်ရည်များကိုတုံနေရန်ရှိသည်ဒေါက်တာတန်းတို့သည်ကြောက်ရွံ့ခြင်းထက်စူးစမ်းလိုစိတ်ကြီးမားနေလေသည်သူသည်မှန်ပေါင်ရှိအခရာများကိုသူတည်သနာပြုခဲ့ရာထိုမှန်သည်မြမသမိုင်းမတိုင်မီကပျက်စီးသွားသည့်ရွာတရွာမှမှန်ဖြစ်ကြောင်းသိခဲ့ရသည်ထိုရွာတွင်တခိုးဓမြများဝင်ရောက်တိုက်ခိုက်ခံရပြီးရွာသူရွာသားအားလုံးတည်ဆုံးခဲ့ရသည်ကိုသိရှိခဲ့ရသည်တညတွင်မှန်ထဲရှိအမျိုးသမီးသည်စကားပြောလာသည်ကျမကိုကဲတင်ပါကျမကိုကဲတင်ပါဟုညီညွတ်သောမျိုးဖြင့်ပြောဆိုလာသည်ဒေါက်တာတန်းထိုးလည်းထိတ်လန့်သွားတော့သူမကိုကူညီရန်ဆုံးဖြတ်ခဲ့သည်သူမသည်မဲဆိုင်ရွာမှကြေးရွာသူလေးတစ်ဦးဖြစ်ပြီးတခိုးများကြေးရွာကိုတိုက်ခိုက်စဉ်ကလွတ်မြောက်သွားတော့လဲသူမ၏အချစ်ဆုံးမောင်ဖြစ်သူကိုဆုံးရှုံးခဲ့ရသဖြင့်ဝမ်းနဲ့ပလက်ဖြင့်တည်ဆုံးသွားခဲ့ရသည်သူမ၏ဝိညာဉ်သည်အီမန်ထဲတွင်ချုံနှောင်ခံထားရပြီးသူမ၏ချစ်သူကိုနောက်ဆုံးအချိန်ညဝါးထက်တွင်တွေ့မြင်လိုကြောင်းပြောပြခဲ့သည်ဒေါက်တာတန်းတို့သည်သူမ၏ချစ်သူ၏နေကြပန်းစိုက်ပျိုးထားသည့်နေရာကိုရှာဖွေရန်ကတိပြုခဲ့သည်ထိုနေရာကိုရောက်ရှိပါကမှန်ကိုချိုးဖျက်ရမည်ဖြစ်ပြီးထိုသို့ပြုလုပ်ခြင်းဖြင့်သူမ၏ဝိညာဉ်လွတ်မြောက်သွားမည်ဖြစ်သည်ဒေါက်တာတန်းထိုးလည်းကျေးလက်ဒေသကိုခရီးထွက်ခဲ့ပြီးရှေးအောင်ကြီးရွာ၏နေရာဟောင်းသို့ရောက်ရှိခဲ့သည်ချစ်သူ၏နေကြပန်းများစိုက်ပျိုးထားသည့်နေရာကိုတွေ့ရှိခဲ့ရသည်ညပိုင်းတွင်ဒေါက်တာတန်းထွန်းသည်မှန်ကိုယူဆောင်ကာထိုနေရာ၌ရပ်နေခဲ့သည်မှန်ထဲမှအမျိုးသမီးသည်ပြုံးနေရန်ရှိပြီးသူမချစ်သူကိုမြင်တွေ့နေရသည့်ပုံရိပ်ပေါ်လာသည်ဒေါက်တာတန်းထွန်းလည်းမှန်ကိုမြေကြီးပေါ်သို့ပစ်ချကာချိုးဖျက်ဖျက်ဆီးလိုက်သည်မှန်ကျိုးတန်နှင့်အတူလေတိုက်ခတ်တံပြင်းပြင်းနဲ့ကျေးဇူးတင်သည့်အမျိုးသမီးပြုံးနေရန်ကိုမြင်တွေ့လိုက်ရပါသည်ထို့နောက်အေးချမ်းသောညသို့ပြန်လည်ရောက်ရှိသွားသည်ဒေါက်တာတန်းထွန်းလည်းအိမ်သို့ပြန်ရောက်သောအခါမှန်ကျိုးသားများကိုတစ်တာထဲတွင်သိမ်းဆည်းထားခဲ့သည်သူသည်ကြောက်ရွံ့ခြင်းမရှိဘဲဝမ်းသာခြင်းဖြင့်ကျေးဇူးတင်စိတ်ရှိခဲ့သည်သူသည်ရှေးအောင်ပစ္စည်းတစ်ခုကိုစုဆောင်းယူသာမကဝိညာဉ်တစ်ခုကိုလွတ်မြောက်အောင်ကူညီပေးခဲ့သည့်အတွက်အလွန်အင်မတန်ပျော်ရွှင်ဝမ်းသာပီတိဖြစ်မိခဲ့သည်သို့သောတခါတရံညနေချိန်တွင်သူ၏လျှို့ဝှက်ခန်းထဲမှမှန်ကျိုးစာများထဲမှတစ်ခုခုကိုဂိုင်တွင်မိလျင်ပြုံးနေသည့်အမျိုးသမီးမျက်နှာကိုအနှဲငယ်မြင်တွေ့ရသေးသည်ဟုသူကပြောပြလေရှိသည်ကျွန်တော်တို့ပတ်ဝန်းကျင်မှာတချို့ရှေးအောင်ပစ္စည်းတွေလည်းဝိညာဉ်ကပ်ပါလာခြင်းမကောင်းသောအတိတ်နမိတ်ဆောင်ခြင်းကောင်းခြင်းအဖျားဖျားရရှိခြင်းခေါင်းကျိုးဆိုးကျိုးတွေရရှိနိုင်ကြောင်း
ဘဝတုဒ္ဒတစ်ဖြစ်တော်၎င်းစိတ်ဝင်စားစရာဇလန်းတစ်ဖြစ်တော်၎င်းဘရလောကနှင့်ဆိုင်သောဖြစ်ရမှန်ဇလန်းတစ်ပုဒ်နဲ့အတူပြန်လာခဲ့ပါမယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဒီအစီအစဉ်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and follow လေးလုပ်ပေးသွားခဲ့ကြပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်